1995 ခုနှစ်တွင်ရုရှားလျှို့ဝှက်အေဂျင့်များဖြစ်သောစူပါစစ်သား Alexei Shostakov နှင့် Black Widow Milana Vostokoff တို့သည် Aya ပြည်နယ်တွင်သမီးအတူများဖြစ်သော Natasha Romanoff နှင့် Yelena Belova တို့နှင့်အတူတာမန်မိသားစုတစုအဖြစ်ဟန်ဆောင်နေကြသည်။ဒီလိုလျှို့ဝှက်အချက်အလက်များကိုခိုးယူသည့်မစ်ရှင်ပြီးဆုံးသောအခါမိသားစုသည်ကျူဘာသို့ထွက်ပြေးကာအင်ဒို၏အကြီးအကဲ General Dreykov နှင့်တွေ့ဆုံသည့် Dreykov သည် Natasha နှင့် Yelena ကို Red Room သို့ခေါ်ဆောင်သွားကာလေ့ကျင့်ပေးစေသည်။နှစ်များကြာပြီးနောက် Alexei သည်ရုရှားတွင်အကျဉ်းချခံနေရပြီး Natasha သည်ဘဒပတ်ရှိ Dreykov ရုံးခန်းကိုဘုံခွဲခဲ့ပြီးနောက် High ဘက်သို့ပြောင်းရွှေ့သွားသည့်ထိုဖြစ်ရပ်ကြောင့် Dreykov နှင့်သူ၏သမီးလက်ထက်တည်ဆုံသွားပြီဟုယူဆခဲ့ကြသည်2016ခုနှစ်တွင် Natasha သည် Sokovia Accords ကိုချိုးဖောက်ခဲ့သဖြင့်ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်လာသည်။သူမသည် American နိုင်ငံခြားရေးဝန်ကြီး Thaddeus Ross ထံမှလွတ်မြောက်က Rick Mason စီစဉ်ပေးထားသည့် Norway ရှိလုံခြုံရေးအိမ်သို့ထွက်ပြေးသွားသည်။တစ်ဖက်တွင် Yelena သည် Red Room မှထွက်ပြေးသွားသော Black Widow ဟောင်းတဦးကိုတပ်ဖြတ်ခဲ့တော်လဲ Red Room ဓာတုစိတ်ထိန်းချုပ်မှုကိုဖယ်ရှားပေးနိုင်သောဓာတ်ငွေ့တစ်မျိုးနှင့်ထိတွေ့မိသည့် Yelena သည်အခြား Widow များကိုလွတ်မြောက်စေရန် Natasha ပြန်လာကူညီမည်ဟုမျှော်လင့်ကာထိုဆေးကို Natasha ထံပို့ပေးသည်။ Natasha သည်မသိလိုက်ဘဲထိုဆေးကိုယူဆောင်သွားမိရာ Taskmaster တိုက်ခိုက်မှုကိုခံရသည့် Taskmaster သည်ထိုဆေးကိုရယူရန်လိုက်လံနေခြင်းဖြစ်သည်။ Natasha သည် Taskmaster ထံမှလွတ်မြောက်နိုင်ခဲ့ပြီးဆေးကို Yelena ပို့ပေးခဲ့ကြောင်းသိရှိသွားသည်။ထို့နောက် Natasha နှင့် Yelena တို့ Budapest တွင်ပြန်လည်ဆုံတွေ့ကြပြီး Dreykov သည်အသက်ရှင်နေဆဲဖြစ်ကြောင်း Natasha သိရှိသွားသည်။ Red Room သည်ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်းသိရှိလာသည်။မကြာမီတွင် Black Widows များ၏တိုက်ခိုက်မှုကိုခံရပြီး Natasha နှင့် Yelena တို့သည် Taskmaster နှင့် Widow များကိုရှောင်ရှားကာ Mason နှင့်တွေ့ဆုံသည့် Mason ကယင်းတို့အတွက်ရဟတ်ယာဉ်တစ်စင်းစီစဉ်ပေးသည်။ Natasha နှင့် Yelena တို့သည် Dreykov တည်နေရာကိုသိရှိရန် Alexei ကိုအကျဉ်းထောင်မှကယ်ထုတ်ကြသည်။ Alexei က Widow များကိုထိန်းချုပ်ရန်အသုံးပြုသည့်ဓာတုစိတ်ထိန်းချုပ်မှုနည်းပညာကိုတီထွင်ခဲ့သော Milena နှင့်တွားတွေ့ရန်ပြောသည်။ Milena သည် St. Petersburg အပြင်ဘက်ရှိလေယာတစ်ခုတွင်နေထိုင်နေသည်။ထိုနေရာတွင် Yelena ကယင်းတို့သည်တကယ်မိသားစုမဟုတ်ခဲ့တော်လဲသူမအနေဖြင့်တကယ်မိသားစုဟုယုံကြည်ခဲ့ကြောင်းပြောပြသည်။ Milena ကယင်းတို့၏ဒီနေရာကို Dreykov ထံသတင်းပေးခဲ့ကြောင်းဝန်ခံပြီးမကြာမီ Dreykov အေဂျင့်များရောက်ရှိလာကာအားလုံးကိုလေထဲတွင်ပြန်တန်းနေသော Red Room စခန်းသို့ခေါ်ဆောင်သွားကြသည်။ဖမ်းဆီးမခံရမီ Milena နှင့် Natasha တို့သည်မျက်နှာဖုံးနည်းပညာကိုအသုံးပြု၍နေရာချင်းလဲခဲ့ကြသည်။ထို့ကြောင့် Milena သည် Alexei နှင့် Yelena ကိုချုပ်နှောင်ထားရာမှလွတ်မြောက်စေနိုင်ခဲ့သည်။တစ်ဖက်တွင် Natasha သည် Dreykov နှင့်ရင်ဆိုင်တွေ့ဆုံပြီး Dreykov ကသူမ၏ဟန်ဆောင်မှုကိုဖော်ထုတ်နိုင်ခဲ့သည် Natasha သည် Taskmaster သည် Internet ဖြစ်ကြောင်းသိရှိသွားသည့် Internet သည်အတိတ်ကထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့် Dreykov ကသူမ၏ဦးခေါင်းထဲတွင်ချစ်တစ်ခုထည့်သွင်းပေးခဲ့ပြီးမည်သူလှုပ်ရှားမှုကိုမဆိုမြင်ယုံဖြင့်တူပနိုင်သောပြည့်စုံသည့်စစ်သားတဦးအဖြစ်ပြောင်းလဲခဲ့သည်။ Avengers အဖွဲ့ဝင်များ၏တိုက်ခိုက်မှုပုံစံများကိုပင်တူပနိုင်သည်။ Natasha သည် Dreykov ကိုတက်ရန်ကြိုးစားတော်လဲဝဒတိုင်းတွင်ထည့်သွင်းထားသော Fermalock ကြောင့်သူ့ကိုမထိခိုက်စေနိုင်ခဲ့ပေ Dreykov ကကမ္ဘာတဝန်းရှိ Widow များကိုသူ၏ကိုယ်ဆိုးမှတစ်ဆင့်ထိန်းချုပ်နေကြောင်းပြောပြသည်။ Natasha သည် Fermalock တက်ရောက်မှုကိုဖယ်ရှားရန်သူမ၏နှာခေါင်းကိုကိုယ်တိုင်ချိုးဖျက်လိုက်ပြီးအာယုံကြောတစ်ခုကိုဖျက်တောက်ကာ Dreykov ကိုပြန်လည်တိုက်ခိုက်သည်။ထိုအချိန်တွင် Alexei သည် Taskmaster နှင့်တိုက်ခိုက်နေသည်။ Milena သည် Red Room စခန်း၏အင်ဂျင်တစ်လုံးကိုဖျက်ဆီးလိုက်ပြီး Yelena က Dreykov ကိုကာကွယ်ရန်စေလွှတ်ထားသော Widow များကိုရှာဖွေနေသည်။ Alexei နှင့် Yelena တို့ပူးပေါင်းကာ Taskmaster ကိုအချုပ်ခန်းတစ်ခုအတွင်းပိတ်ထားလိုက်ကြသည်။ Dreykov သည်ထွက်ပြေးလွတ်မြောက်သွားပြီး Widows များက Natasha ကိုတိုက်ခိုက်ကြသည်။သို့သော် Yelena သည် Antidote ဗုံးတစ်လုံးဖန်တီးကာ Widows များကိုစိတ်ထိန်းချုပ်မှုမှလွတ်မြောက်စေသည်။ Natasha သည်ထိန်းချုပ်ရေးကွန်ဆိုလထဲသို့ဝင်ရောက်ပြီးကမ္ဘာတဝန်းရှိအခြား Widow များ၏တည်နေရာများကိုကူးယူလိုက်သည်။ထိုအချိန်တွင် Red Room စခန်းသည်ပောက်ကွဲကာပြိုကျပျက်စီးစပြုလာသည်။ Natasha သည်ကျန်ရှိနေသော Antidote ဆေးနှစ်ပုလင်းကိုပြန်လည်ရယူပြီး Taskmaster ကိုအချုပ်ခန်းမှလွတ်မြောက်စေသည်။ Milena နှင့် Alexei တို့သည်လေယာဉ်ဖြင့်လွတ်မြောက်သွားကြပြီး Yelena က Dreykov စီးနင်းနေသောရဟတ်ယာဉ်ကိုဖျက်ဆီးကာ Dreykov ကိုတပ်ပစ်လိုက်သည်။ Natasha သည် Yelena အားလေထီးတစ်စင်းပေးပြီးနောက်လေထဲတွင်ပြုတ်ကျနေစဉ် Taskmaster နှင့်တိုက်ခိုက်သည့်မြေပြင်သို့ရောက်ရှိပြီးနောက် Natasha သည် Taskmaster ကို Antidote အသုံးပြုကာစိတ်ထိန်းချုပ်မှုမှလွတ်မြောက်စေသည်။လွတ်မြောက်လာသော Widow များရောက်ရှိလာချိန်တွင် Yelena, Milena နှင့် Alexei တို့သည် Natasha ကိုနှုတ်ဆက်ကြသည်။ Natasha သည်နောက်ဆုံး Antidote ပုလင်းနှင့်အချက်လက်သိုလှောင်ထားသော Drive ကို Yelena ထံပေးအပ်ကာကျန်ရှိနေသေးသောစိတ်ထိန်းချုပ်ခံ Widow များကိုရှာဖွေပြီးကယ်တင်ရန်ပြောကြားသည်။ Anthony နှင့်အတူယင်းတို့ထွက်ခွာသွားကြပြီး Natasha သည်သူမကိုဖမ်းဆီးရန်ရောက်ရှိလာသော Ross နှင့်သူ၏အဖွဲ့ကိုစောင့်နေသည်။နှစ်ပတ်အကြာတွင် Natasha သည် Mason နှင့်ပြန်လည်တွေ့ဆုံပြီး Mason ကခွင့်ချက်တစ်စင်းပေးအပ်သည်။ Natasha သည်အကျဉ်းချခံထားရသော Avengers များကိုကယ်တင်ရန်ထွက်ခွာသွားသည်။ Post-credit scene တွင် Natasha သေဆုံးပြီးနောက် Yelena သည် Natasha အုပ်ဂူသို့သွားရောက်သည်။ထိုနေရာတွင် Countess of Valentino Allegra de Fontaine နှင့်တွေ့ဆုံပြီး De Fontaine က Natasha သေဆုံးမှုအတွက်တာဝန်ရှိသူဟုဆိုထားသော Clint Barton ကို Yelena နောက်ထပ်ပစ်မှတ်အဖြစ်သတ်မှတ်ပေးလိုက်သည်